တရား35ခုမြောက်သောစာလံထာဝရဘုရား၏နာမတော်ကိုချီးမွမ်းကြလော့ထာဝရဘုရား၏အိမ်တော်ငါတို့ဘုရားသခင်၏အိမ်တော်တတိုင်းတွင်အမှုဆောက်သောထာဝရဘုရား၏ကျွန်တော်တို့ချီးမွမ်းခြင်းကိုပြုကြလော့ထာဝရဘုရားသည်ကောင်းမြတ်တော်မူသောကြောင့်ထာဝရဘုရားကိုချီးမွမ်းကြလော့နာမတော်ကိုထောမနာသခြင်းဆိုကြလော့ထိုသို့သောအမှုသည်တည်တင်လျှောက်ပတ်ပေ၏အကြောင်းမူကားထာဝရဘုရားသည်ယာကုအမျိုးကိုကိုတော်အဖို့၎င်းဣသီလအမျိုးကိုဗန္နာတော်ဖြစ်စေခြင်းဟ၎င်းရွေးကောက်တော်မူပြီထာဝရဘုရားသည်ကြီးမြတ်တော်မူကြောင်းငါတို့၏ဘုရားရှင်သည်ဘုရားတကာတို့ထက်မြတ်တော်မူကြောင်းကိုငါသိ၏ထာဝရဘုရားသည်ကောင်းကင်မြေကြီးသမုဒ္ဒရာနှင့်နေရအရရတို့၌အလိုတော်ရှိသမျှတို့ကိုပြုတော်မူ၏မြေကြီးဆွမ်းမှမိုးတိမ်တို့ကိုတက်စေတော်မူ၏မိုးနှင့်တကွလက်စစ်ကိုဖန်ဆင်းတော်မူ၏ဗန္နာတော်တိုက်ထဲကလေကိုထုတ်တော်မူ၏အေဂုတုပြည်၌လူမှဆာ၍ဒရိစံတိုင်အောင်သားဦးရှိသမျှတို့ကိုတန်ခတ်တော်မူ၏အိုအေဂုတုပြည်သင်၏အထဲမှဖာရောမင်းမှဆာ၍သူ၏ကျွန်အပေါင်းတို့အပေါ်သို့လက္ခဏာတက်သည်အံ့ဖွယ်သောမှုတို့ကိုစေထွက်တော်မူ၏အာမောရိပြည်ကိုအစိုးရသောရှေ့ဟောင်းနှင့်ဘာရှန်ပြည်ကိုအစိုးရသောဩကာမင်းနှင့်တကွဘုံကြီးသောရှင်ဘုရင်များကိုကွပ်မျက်၍များပြားသောလူမျိုးနှင့်တကွခါနိုင်တိုင်းနိုင်ငံအပေါင်းတို့ကိုလှုပ်ကြံသဖြင့်သူတို့နေရာမြေကိုထွဲ၍မိမိတို့ဣသေလအမျိုးအားအမွေကိုပေးတော်မူ၏။အိုထာဝရဘုရားကိုယ်တော်၏အမိသည်နိစ္စာထာဝရဖြစ်ပါ၏။အိုထာဝရဘုရားဝိုင်းနာမတော်သည်ကာလအစဉ်ဆက်တည်ပါ၏။ထာဝရဘုရားသည်မိမိကျွန်တော်၏အတွက်နောင်တအရာ၍မိမိလူစုဖက်မှတရားစီရင်တော်မူ၏။သာသနာပလူတို့ကိုးကွယ်သောယုတ်တုတို့ကငွေလည်းဖြစ်၏ရွှေလည်းဖြစ်၏လူလည်းဖြစ်လို့သောအရာဖြစ်၏။ထိုယုတ်တုတို့သည်နှောက်ရှိ၍စကားမပြောတတ်မျက်စိရှိ၍မမြင်တတ်နားရှိ၍မကြားတတ်သူတို့ပစက်လည်းထွက်သက်ဝင်သက်မရှိပါတကားလှုပ်သောသူတို့လည်းအတူတူကိုးစားသောသူအပေါင်းတို့လည်းအတူတူပါတကားအိုးဣသေလအမျိုးထာဝရဘုရားကိုကောင်းချီးပေးလော့အိုးအာရုံအမျိုးတွင်ထာဝရဘုရားကိုကောင်းချီးပေးလော့အိုးလေဝိအမျိုးတွင်ထာဝရဘုရားကိုကောင်းချီးပေးလော့ထာဝရဘုရားကိုကြောက်ရွံ့သောသူတို့ထာဝရဘုရားကိုကောင်းချီးပေးကြလော့ယေရုရှလင်မြို့မှာကျိန်းဝတ်တော်မူသောထာဝရဘုရားသည်စိအုံတောင်ပေါ်မှာမင်္ဂလာရှိစေတော်မူသည်ဟာလေလုယာ